လာပါ皆さんこんにちは日本一じゃまだジャーニービロ中途版はい、ဆရာတို့ပုံမှန်အများအားတင်ပေးနေတဲ့ဆရာတို့N4 level grammar ရဲ့ပညာသင်အစီအစဉ်ဖြစ်တဲ့မင်းတို့日本語တူက grammar တွေကိုဆရာတို့နဲ့တူဆက်ပြီးတော့လေ့လာကြည့်အောင်ဆိုတော့ဒီခေါက်ကဆရာတို့အခန်း29ရောက်ဆိုတော့ထုံးစံအတိုင်းဆရာတို့29ကိုမပြောခင်မှာအခုထိပါလေလေ့လာကြလဲနည်းနည်းလေးနဲ့ပြန်ပြောကြည့်ရင်အဲ့လိုအများကြီးမရှိပါဘူးလွယ်လွယ်ကူပဲပြန်ပြောကြည့်အောင်ဆိုတော့နံပါတ်1ကပါလေဆရာတို့အခန်း26မှာ ondas ondas ဘယ်လိုပြောင်းလဲ plain form ပြောင်းလဲချွင်းချက်က noun ရဲ့နာကြည့်တယ်ဆိုရင်ဒါက non-das ဖြစ်တယ်အဲ့သူရဲ့သုံးပုံသုံးနည်းက3ခုရှိတယ်ဆရာတို့အတိတ်ပဲအတူတူပဲပို့ပြီးတော့ပြင်းပြပြောခြင်းငါ့ကိုရှင်းပြပေးပါဆိုတဲ့အတိတ်ပဲမျိုးနဲ့ပြောတာရဲ့နောက်တစ်ခုကကျတော့ဆရာတို့ကလည်းအကြောင်းပြချက်ကိုပြောတဲ့အခါရဲ့နောက်ဆုံးတစ်ခုကတော့ ga တို့ ke တို့နဲ့တွေ့ပြီးတော့ဆရာတို့ကလည်းစကားပလင်ခံတယ်ပေါ့ပြောခြင်းစာကြောင်းကိုပြောဖြစ်သွားအောင်သုံးဒါက26ဆိုရင်29ကပါလေ kano form ဆိုတော့ kano form ကလုတ်တတ်တယ်လုတ်နိုင်တယ်လုတ်ခွင့်ရှိတယ်လုတ်လို့ရအဲ့လိုမျိုးဟာတွေကိုပြောတဲ့နိုင်တယ်အဲ့မှာတတိထားမှာပါလေဒါတော့ခမန်းကြီးပြောတယ်ဖြစ်နိုင်တယ်ဆိုတဲ့ဟာက kano form မဟုတ်ဘူးအဲ့ဒါကိုမမှားပါနဲ့အဲ့တော့ဘယ်လိုပြောင်းသလဲမြန်ပြောရင်လာနိုင်တယ် battery ခိုရာတယ် mas လုံနိုင်တာက dekimas battery ဆိုရင် rader mas ပေါင်းတယ်ဥမာစားနိုင်တယ်စားလို့ရတယ်ထားပဲလာတယ် mas ရဲ့ one ဆိုရင်တော့ airline ပြောင်းပြီးတော့ mas ကိုပြောင်းလိုက်တယ်ဥမာရေးတတ်တယ်ရေးနိုင်တယ်ဆိုရင် kake mas သူရဲ့သုံးပုံသုံးနည်းကခုနကသိပြီဆိုတော့သူ့ရဲ့ verb ကအဓိပ္ပာယ်ပြောင်းတော့တာဖြစ်တဲ့အတွက်အရှိကလိုက်တဲ့ကြော်ရှိတယ်ပုံမှန်အဖြစ်ကျတော့တစ်ခုခုကိုလုပ်တယ်ဆိုတော့ o ကဘာဖြစ်သွားလဲလုပ်တတ်တယ်ဖြစ်တဲ့အတွက်ကဖြစ်သွားတယ်ဒါမဲ့လည်းကျတော့တစ်ခုတတိထားမှာကဒါတော့လုပ်တတ်တယ်ဒါတော့မလုပ်တတ်ဘူးဆိုရင်တော့ကဘာဖြစ်မလဲဝဖြစ်တယ်အဲ့လိုပဲဒါလည်းလုပ်တတ်တယ်ဒါလည်းလုပ်တတ်တယ်ဆိုရင်တော့မော့ဖြစ်တယ်အဲ့ဒီခုကိုတတိထားတယ်အဲ့ဒီမှာဆရာတို့အထွေထူးခန်း20ခွန်ကတော့ဒါပဲဆိုရင်28ကပြီးရတဲ့ခေါက်ပြောရပါလေ3ခုပဲရှိတယ်နံပါတ်1က A နာဂါရ B A လုံရဲနဲ့အတူတူ B ကိုလုပ်တယ်ဥပမာဆရာတို့တချင်းနားထောင်ရင်းနဲ့ဂျပန်ညာလေ့လာတယ်音楽を聴きながら日本語を勉強しますはいじゃあနောက်တစ်ခုကကြတော့ဗာလေတက် いますအဲ့မှာ tense အရေးကြီးပါတယ်ပုံမှန်ဆရာတို့ဂျပန်စကားမှာ must က present tense လုပ်သည်ဆိုတဲ့အဓိပ္ပာယ်အပြင်ကိုလုပ်မယ်ဆိုတဲ့အဓိပ္ပာယ်လေဒါပေမဲ့တတိထားမှာကအခုစပြီးတော့မလုပ်သေးဘူးခုမှလုပ်မယ်လို့ပြောဒါပေမဲ့ဆရာတို့ကစလုပ်နေတဲ့အခုတည်းကလုပ်တယ်ဆိုရင်ဘာလို့သုံးရလဲတက် いますဆိုတော့ဥပမာဆရာတို့ဂျပန်စကားအခု M4 လေ့လာနေတယ်စပြီးလေ့လာနေပြီဖြစ်တဲ့အတွက် M4 ကိုအန်ယုံကို勉強しますဆိုတာမသုံးဘယ်လိုပြောရလဲ勉強していますရဲ့နောက်ဆုံးတစ်ခုကတော့တစ်ခုတည်းပို့တဲ့ဟာတွေကိုဆက်ချင်တဲ့အခါမှာဗာနဲ့ဆက်ရလဲရှိဆိုတော့ပုံမှန်အသုံးများတယ်ဆရာတို့ဒီ basic level မှာဆိုရင်တော့လောလောဆယ်မှာသိရမှာဆိုတော့အကြောင်းပြချက်တစ်ခုတည်းပို့အဲ့လိုပို့တဲ့အခါမှာ plain form ထည့်ပြီးတော့ရှိနဲ့တွေ့ရဆိုတော့ဆရာတို့တစ်ခုတည်းဆိုရင်တော့5မှာလည်းပြောခဲ့တယ်ဗာလဲခါတာတို့ not တယ်တို့နဲ့သုံးလို့ရတယ်ဆိုပေမဲ့တစ်ခုတည်းပို့သွားတယ်မိုးလဲရွာတယ်အထုပ်ပိုးတွေလည်းများတယ်ဒါကြောင့် taxi နဲ့ပြန်မယ်အဲ့လိုမျိုးပြောတဲ့ခါကျရင်တော့ခုနကတစ်ကြောင်းနဲ့ဆက်တဲ့ခါတာတို့ not တယ်တို့မဟုတ်တော့ဘဲနဲ့ရှိနဲ့ဆက်ရတယ်ဒီဟာကိုသိဖို့လိုတယ်အဲ့တော့ပုံမှန်ဆရာတို့အဲ့မှာသုံးတဲ့ o တို့ w တို့ကဘာဖြစ်သွားလဲ more ဖြစ်သွားတာများဟိုက်အဲ့ဒီမှာဆရာတို့အကြောင်းပြချက်တစ်ခုတည်းမဟုတ်ပဲပါလေတစ်ခုတည်းပို့တဲ့ဟာကိုဒီတိုင်းပဲဆက်ချင်ရင်လည်းရှိနဲ့ဆက်လို့ရတယ်ဆိုတော့ဆရာတို့သုံးခန်းတည်တာပြီဆိုရင်အခန်း29ကပို့ပြီးတော့လွယ်သေးတယ်ဘာမှအဲ့လောက်အများကြီးမပါဘူးဆရာတို့ဒီမှာအရေးကြီးဆုံးအဲ့လောက်အများကြီးမပါဘူးဆိုပေမဲ့တော်တော်အရေးကြီးပါတယ်ဒါကဆရာတို့ကရိယာမှာဆရာတို့မြန်မာမှာသုံးလို့မရှိတဲ့တို့ကရိယာကိုနှစ်မျိုးပြန်ပြီးတော့ခွဲဆိုတော့ဘယ်လိုဟာမျိုးလဲလို့ပြောရင်တော့ဂျီတို့ရှိနဲ့ထာတို့ရှိဆိုတော့ဆရာတို့မြန်မာမှာအဲ့လိုမျိုးစဉ်းစားလေးမရှိတာဖြစ်တဲ့အတွက်ဒီတိုင်းဘာသာပြန်ပြီးကြက်တဲ့အခါကျရင်နည်းနည်းရိုးတယ်အဲ့တော့ဘာတွေသတိထားမလဲဆရာနဲ့တူတူကြည့်တယ်ဆိုတော့ပုံမှန်အဖြစ်ကဂျီတို့ရှိဆိုတာဒီမှာရေးထားတဲ့အတိုင်းပဲအခြေအနေတွေအဲ့လိုမျိုးရလက်တွေကိုပြောတဲ့အခါဖြေရှားအောင်ပြောတဲ့အခါမှာဆရာတို့ကဂျီတို့ရှိကိုတုံးတယ်ဆိုတော့ဥမာဆိုရင်တကားပွင့်တယ်ဒါမှမဟုတ်မီးလင်းနေတယ်မိုးရွာတယ်ပန်းပွင့်တယ်အဲ့လိုမျိုးဟာတွေကိုပြောတာပါလေဂျီတို့ရှိ basic level လောလောဆယ်ဆရာတို့သိထားမှာပါလေဂျီတို့ရှိဆိုတာကအခြေအနေတွေရလက်တွေကိုပြောအဲ့လိုမဟုတ်ဘဲနဲ့ထားလို့ရှိရကြတော့တခုခုကိုလှုပ်လိုက်တယ်ဆိုတော့အရှိကနောင်အဲ့ဒီနောင်ကိုပါလှုပ်တယ်ဆိုတော့အပြုတ်မှုကိုပေါ်ပြတာကထားလို့ရှိအဲ့တော့အဲ့လိုမျိုးခွဲတာကကျတို့မြန်မာစကားမှာမရှိတာဖြစ်တဲ့အတွက်ကျတို့ဘယ်လိုမှတ်တင်တယ်လဲအရေးကြီးတဲ့ point ကိုပြောရင်တော့တခါတည်းတွဲပြီးမှတ်တာကောင်းအဲ့တော့မင်းသားဆန်ကဘယ်အစားလေ့လာမယ်ဒီမှာလဲရေးထားပါတယ်ကိုက0ရှိရစကြက်မယ်ဆိုလဲ0ရှိကြက်တယ်ဥမာမီးပွင့်နေတယ်အခုဆရာတို့မှာမီးပွင့်နေတယ်အဲ့ဒီမီးပွင့်အောင်လုပ်တဲ့အပြုတ်မှုကဘာဖြစ်မလဲအဲ့ဒါကထားလို့ရှိအဲ့လိုမျိုးမျက်စိထဲမှာမြင်အောင်ရင်းနဲ့အမြဲတမ်းမှတ်တဲ့အချက်ကိုလုပ်ဖို့လိုတယ်ဟိုက်
အဲ့တော့ဆရာအကြံပေးခြင်းတဲ့အဓိက point ကဂျီရိုရှိနဲ့ထာရိုရှိဘယ်လိုခွဲရမလဲလို့ပြောရင်နော်ထာရိုရှိဆိုတာကတခုခုနောင်းကိုတခုခုလုပ်တယ်ဆိုတဲ့အပြုအမူကိုပြောတယ်ဂျီရိုရှိကကြတော့အခြေအနေရလက်အဲ့လိုလုပ်လိုက်တဲ့အခါမှာဖြစ်သွားတဲ့အခြေအနေမျိုးရလက်မျိုးကိုဖြေရှားအောင်ပြောတယ်အခြေခံအနေနဲ့ဒီဟာကိုသူသိချာမှတ်ဖို့လိုတယ်ဘာသာပြန်ထားတဲ့အတိုင်းကြီးမကြက်ဘူးဘာကြောင့်လဲဆရာတို့မြန်မာစကားမှာကအဲ့ဒါကိုအဓိကထားပြီးမစဉ်းစားတာဖြစ်တဲ့အတွက်ဥမာတကားပိတ်တယ်ဆိုတော့ဂျီရိုရှိပိတ်နေတဲ့အခြေအနေကလည်းမြန်မာလိုပြောရင်ပိတ်တာအဲ့လိုမဟုတ်ဘဲနဲ့အဲ့ဒီတကားကိုပိတ်တယ်ဆိုတဲ့အပြုအမူကိုပေါ်ပြရင်လည်းမြန်မာလိုရေးတဲ့အခါပိတ်တည်ပဲရေးရအဲ့တော့ဒါကြီးကိုဒီတိုင်းပဲပိတ်တည်လို့ချက်ထားတယ်ဆရာတို့ကတခါလဲပြန်သုံးတဲ့အခါမှာလည်းနားမလည်လို့ကိုကြက်နေတာကဂျီရိုရှိလားထားလို့ရှိလားလည်းမသိဘူးအဲ့တော့ဆရာတို့ဒီအစပြီးဆရာအကြံပေးချင်တာကစကားလုံးတွေမှတ်ရင် verb က verb တည်တတ်လို့နောင်းကနောင်းတည်တတ်လို့မချက်ဘူးတခါတည်းတွဲပြီးတော့မှတ်အဲ့တော့ဆရာတို့ကတကားကိုပိတ်တယ်တို့မတော်အိုရှိနေますပိတ်လိုက်တော့ဘာဖြစ်သွားလဲတကားကြီးပိတ်သွားတယ်မျက်စိထဲမှာမြင်အောင်နေမနော်အဲ့လိုပိတ်နေတဲ့အခြေအနေကြတော့ဗာလဲမတော်ကရှိမာရီမတ်အဲ့လိုတေချာခွဲပြီးချက်ဖို့ကအရေးကြီးတယ်ဘာကြောင့်လဲလို့ပြောရင်တော့ဆရာတို့မြန်မာလိုပြောတဲ့အခါမှာဆရာတို့ပြန်စဉ်းစားဖို့လိုတယ်တချို့ဟာတွေမှာဆရာတို့ဒီဂျီရိုရှိနဲ့တာရိုရှိကို꿰အောင်မြန်မာလိုရေးဖို့ကခက်တယ်ဥပမာဆရာတို့ M4 level မှာဆိုရင်ခါတာဇုကဲမှာခါတာဇုကဲမှာဆိုမူရင်းအဓိပ္ပာယ်ပါလေအဓိပ္ပာယ်ကဆရာတို့ဒီရှုပ်ပွားနေတဲ့ဟာကိုသူ့နေရာသူစနစ်တကျဖြစ်အောင်ပြန်ထားတယ်ဟဲ့ဒါဆိုရင်ဒါကအပြုတ်မှုကိုဖော်ပြတယ်အခန်းကိုတန်ရှင်းအဲ့လိုစနစ်တကျဖြစ်အောင်သိမ့်မယ်ဟဲ့ရကိုခါတာဇုကဲမှာဒါဆိုရင်သူ့ရဲ့အခြေအနေဂျီရိုရှိကဘာဖြစ်မလဲဆရာတို့မျက်စိထဲမှာမြင်အောင်ကြည့်အောင်အခန်းကိုတန်ရှင်းရေးလုပ်လိုက်တယ်အခန်းကဘာဖြစ်သွားပြီလဲသူ့နေရာနဲ့သူတတရရရှိနေတာကသူ့ရဲ့ဒါဆိုဂျီရိုရှိခါတာဇုကိမတ်အဲ့တော့အခန်းရှင်းလိုက်တယ်အခုအခန်းရှင်းနေပြီတတရရဖြစ်နေပြီလို့ပြောရင်ဟဲ့ရကခါတာဇုိတဲ့ imas ဒီဥစ္စာဆရာတို့အရန်ကိုအရေးကြီးပါတယ်ဘာဖြစ်လို့လဲဆရာတို့ဒီ M4 level မှာပဲဒါကိုအသေးစိတ်ပြောတာဟုတ်အဲ့တော့ဒီဟာကိုအခုတည်းကသေချာမှတ်ထားတယ်နောက်ပိုင်းအခုကစပြီးကိရိယာမှတ်တဲ့အခါမှာအတွဲလိုက်လေးတွေမျက်စိထဲမှာမြင်အောင်ပြီးမှတ်ရင်တကယ်တမ်းပြန်သုံးတဲ့အခါမှာလည်းဆရာတို့အလွယ်တကူကိုပြောချင်တာကိုပြောနေအဲ့တော့အဓိကကိုကအစပြီးဆရာတို့ဂျပန်လိုပြန်ပြောတော့မယ်ဆိုရင်ကိုပြောချင်နေတာကအခြေအနေလားအပြုတ်မှုလားကိုစဉ်းစားဖို့လိုဘာကြောင့်စဉ်းစားဖို့လိုတာလဲဆရာတို့တခုဥမာတခုစဉ်းစားကြည့်အောင်ဒီမှာလဲရေးထားတယ်အဲ့တော့အောက်ကိုကြည့်လိုက်တဲ့အခါမှာဆရာတို့ပွင့်တာအာကိမတ်ကအခြေအနေပြတယ်ပွင့်နေတာကိုပြောတယ်အဲ့လိုမဟုတ်ဘဲနဲ့တကားတစ်ခုခုကိုဖွင့်အောင်လုပ်လိုက်တဲ့အပြုအမူကအာကဲမတ်အဲ့ဒီမှာဆရာတို့ဥပမာဆိုပါတော့ဆရာတို့ပြောချင်တာကစိုင်ဖွင့်သေးတယ်လို့ပြောဒါဆိုရင်ဆရာတို့ကတခုခုဖြစ်သေးတာမာတာတဲ့အီမတ်ဆိုတဲ့ပုံစံနဲ့ပြောတာဟုတ်အဲ့တော့အာကဲတဲ့အီမတ်ဆိုပြောမလားအိုက်တဲ့အီမတ်ဆိုပြောမလားဆရာတို့ဖွင့်ဒီလို့ကြက်ထားတယ်အဲ့လိုဖြစ်နေတဲ့အာကဲတဲ့အီမတ်ဆိုပြောရင်မင်းက image ထဲမှာစဉ်းစားကြည့်အခုမှဘာလုပ်နေတာလဲအဲ့ဒီဟာကိုဖွင့်နေတာအဲ့တော့ဆရာတို့ကမှားပြီးတော့မီဆဲကမှားတာအာကဲတဲ့အီမတ်မီဆဲကိုမှားတာအာကဲတဲ့အီမတ်ဆိုပြောရင်ဆိုင်ကမယောင်းသေးဘူးအခုမှဖွင့်နေတာမပြီးသေးဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားဆရာတို့ပြောနေတာကမပိတ်သေးဘူးအခုထိဖွင့်နေသေးတယ်ဆိုတဲ့အခြေအနေဖြစ်တဲ့အတွက်မီဆဲကမှားတာအိုက်တဲ့အီမတ်ဆိုပြောမှရတယ်အဲ့တော့ဆရာတို့ဒီဥစ္စာကမြန်မာလိုဘာသာပြန်တာကြီးပဲကြက်တာတဲ့စာရင်အခြေအနေနဲ့တွဲမှတ်ဖို့ကအရင်အရေးကြီးပါတယ်အဲ့တော့ဖတ်စာအုပ်ထဲမှာလည်းတခြားစကားလုံးတွေပါတဲ့အခါမှာနှစ်ခုကိုရှင်းပြီးတော့အခုတည်းက image တွေကမှအဲ့တော့ဆရာတို့သိရမှာကသာသောရှိရအပြုအမူဖြစ်တဲ့အတွက်အဲ့ဒီ object ကိုတစ်ခုခုလို့တော့ object ကိုသာသောရှိဂျီရိုရှိရအခြေအနေတွေရလက်တွေပြောတာဖြစ်တဲ့အတွက်အပြုအမူကိုပေါ်ပြတဲ့ o မဟုတ်တော့ပဲနဲ့အဲ့ဒီဟာကဂျီရိုရှိလို့အဲ့ဒါကိုမမဖို့လို့တယ်ဟိုက်ကြဒါဆိုရင်ဒီကောင်ကိုတေချာရသွားရင်တော့ကျန်တာကနောက်တစ်ခုရှိသေးတယ်တက်ရှိမာီမတ်တက်ရှိမာီမတ်ကလည်းဆရာတို့ဂျပန်စကားမှာအသုံးများပါတယ်ဆရာတို့ M5 မှာလည်းနည်းနည်းပါခဲ့ပြီဆိုတော့ဆရာတို့ဒီဟာရဲ့3ပုံ3နည်းကအကြမ်းမြင်ခွင့်နှစ်မျိုးရှိတယ်တစ်ခုကတော့ဆရာတို့ကတစ်ခုခုလုပ်လိုက်တဲ့အတွက်အဲ့ဒီဟာပေါ်မှာစိတ်မကောင်းဘူးနောင်နာရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ်ပြခြင်းတဲ့အခါမှာတက်ရှိမာီမတ်ကိုသုံးဆိုတော့ဥမာဆရာတို့ကဆိုကြပါတော့သူများရင်တော့လေတဲ့ကိုကြောင့်ပကံခွက်ကွဲသွားတယ်はい、グラスが割れましたလို့ပြောတယ်။ဒါကရလက်ကိုပဲပြောနေတာဘာခံစားချက်မှမပါဘူး။ဒါမှမဟုတ်ကိုကဖြတ်လိုက်တယ်ဂラスကို割ってしまいま割りましたလို့ဆိုရင်ဘာခံစားချက်မှမပါဘူး။အဲ့တော့ကိုကစိတ်မကောင်းပါဘူးဆိုတဲ့ဟာကိုပါရင်တော့ဗာလေဂラスကို割ってしまいました။はいအဲ့ဒီအဓိပ္ပာယ်အပြင်ပေါ်မှာနောက်တစ်ခုရှိသေးတယ်။ဒါကတော့နည်းနည်းလေးအသုံးနည်းတယ်ဆိုပေမဲ့အဲ့ဒါကကျတော့စိတ်မကောင်းတာမဟုတ်ပဲနဲ့သူတတ်မှတ်ထားတဲ့အချိန်တက်ကိုအားလုံးပြီးသွားပြီဆိုတဲ့အဓိပ္ပာယ်မျိုးပြောတဲ့အခါမှာလဲတက်ရှိမာီမတ်ကိုသုံးအဲ့တော့ဆရာတို့ကဥပမာအိမ်သာရေးရမယ်
မနက်ဖြန်ထိအပြီးရမှာဒါမှငါအားလုံးပြီးသွားပြီလို့ပြောတဲ့အခါမှာဇမ်ဘူရတဲ့ရှိမိုင်မတ်တာဒါကဆရာတို့ကစိတ်မကောင်းလို့ပြောတာမဟုတ်ဘူးနဲ့အားလုံးပြီးသွားပြီအဲ့တော့ဆရာတို့ဒီခါမှာအဲ့လိုအများကြီးမရှိပါဘူးအနှစ်ချုပ်ပြန်ပြောတဲ့အခါမှာဆရာတို့ဘာတွေရှိတယ်လဲဂျီရိုရှိနဲ့ထားလို့ရှိ image ထဲမှာ picture စဉ်းစားပြီးတော့မှတ်မယ်တခုကစပြီးတယ်မှတ်တယ်ဥမာထားလို့ရှိအဲ့ဒါလုပ်တယ်ဥမာတကားကိုဖွင့်တယ်ပဒင်းပေါက်ကိုဖွင့်တယ်ဆိုရင်မတို့အကဲမတ်ဖွင့်လိုက်ရင်ပဒင်းပေါက်ကဘာဖြစ်သွားလဲပွင့်အဲ့လိုအခြေအနေကို image ထဲမှာပို့ပြီးတော့မှအဲ့ဒါကိုရဲ့ဂျီရိုရှိရပါလေအကီမတ်အဲ့လိုပွင့်နေတယ်ဆိုရင်တော့ I တဲ့ imas နောက်တစ်ခုကပါလေတဲ့ရှိမိုင်မတ်အဲ့ဒါက3ပုံ3နည်းနှစ်ခုရှိတယ်တစ်ခုကစိတ်မကောင်းဆိုတဲ့ဝမ်းနေတဲ့စိတ်မကောင်းနမနာရနောက်တစ်ခုကကျတော့ဆရာတို့ပါလေတတ်မှတ်ထားတဲ့အချိန်တက်ကိုစောပြီးတော့အကုန်လုံးပြီးသွားပြီဆိုတဲ့ဒီဟိုက်အဲ့တော့လွယ်ပါတယ်ဆရာတို့အခု၄ခန်းဒီဟာကိုတေချာရအောင်လုပ်ပြီးတဲ့အခါမှာမပြတ်မကွက်ကိုယ်တိုင်ဖတ်စာကိုဖတ်ကြည့်ပါဒီမှာရေးထားတဲ့အဓိပ္ပာယ်တွေကဘယ်လိုလဲအဲ့ဒီမှာဘသူကလုံမှာလဲလို့လုံပြီးပြီလားဥမာလုံမယ်လို့ပြောနေတာလားလုံနေတာလားစသဖြင့်တစ်ခုချင်းတွေကိုတေချာဖတ်ပြီးတော့မှကိုတေချာမသေးခွဲတဲ့ဟာမှတ်ထားတယ်ပြီးတော့မှပြန်တိုက်မယ်ဆိုရင်အလွယ်ကူရမှာဟိုက်ကြတာဆိုရင်ဆရာတို့နောက်တစ်ခါမှတွေ့အောင်はい、またね。